အဲ့ချိန်ကတော်တော်ကြီးကြီးရဆိုတာသိလာတယ်အဲ့ချိန်မှန်ရင်ဝေးချတဲ့အချိန်ပို့ပြီးတော့လွယ်တယ် beauty sleep ရတယ်အသားရည်ပို့ပြီးတော့ကောင်းတယ်တစ်နေ့လုံးအတွက်ခွန်အားကိုအဲ့ချိန်ကနေရတယ်ညဘက်တွေဆိုရင်လည်းတစ်ခါတနေ့မိုးတီရနေပြီးတော့အလုပ်တွေတောင်းလျှောက်လုပ်ချင်တာအဲ့ခါနေရောအော်လက်ကိုယ်တိုင်လည်းအိတ်တာခက်ခဲတဲ့ထဲပါတယ်ပြီးတော့ဒီဗီဒီယိုထဲမှာအိတ်ပြောအောင်မလို့လုပ်ရမလဲပေါ့နော်အဲ့ချိန်မှအောင်တော့လည်းမပြောနိုင်သေးဘူးဆယ်ကျော်သက်အရွယ်တော့ကခေါင်းချလိုက်ရင်ခေါင်းထဲမှာဘာတွေးမှမရှိဘူးခဏလေးနဲ့အိတ်ပြောတယ်နံပါတ်1အနေနဲ့တနေ့တာမှာအလုပ်လုပ်တဲ့အချိန် productive hour 4နာရီထားပေးဖို့လိုပါတယ်နောက်တစ်ခုကပါလဲဆိုတော့စားတာတောက်တာနောက်တစ်ခု activity physical activity ပေါ့နော်အဲ့လိုသဖြင့်အားကစားကိုဖြစ်နိုင်ရင်2နာရီ3နာရီလောက်ချားပြီးတော့လုပ်ရင်ပိုကောင်းတယ်ဟုတ်ကဲ့ TikTok မသုံးပါနဲ့ခု already အထီးရောက်ဆုံးကတော့အိတ်ခါနေစားဖတ်တာပါအိတ်ခါနေဆိုရင် gratitude လို့ပေါ့နော်အဖြစ်နိုင်တော့ social media device တွေမသုံးပါနဲ့တဘာဝဆန်ဆန်အိပ်ပျော်သွားရင်မနက်ကိုစိတ်ချမ်းချမ်းသာသာနိုးတယ်တဘာဝမဆန်နိုင်လုပ်တယ်ဆိုရင်မနက်ကိုလည်းတေးချထားနိုင်မှာမဟုတ်ဘူးညဘက်ကိုလုံးဝအိမ်မပျော်ဘူးဘာပဲလုပ်ဘာပဲ try လုပ်အိမ်မပျော်ဘူးဆိုရင်တော့ဖြစ်နိုင်ရင်တော့ဗီဒီယိုအသေးစိတ်ကြည့်ချင်တယ်ဆိုရင်အော်လေအခုပြထားတဲ့ channel နဲ့ page မှာသွားပြီးကြည့်လို့ရပါတယ်